လွယ်ကူရိုးရှင်းနဲ့ကြက်ဥဖောင်းငါးသက်တာချန်နီလေးတက်မှာပထမဦးဆုံးငါးသက်တာလေးတွေကိုတက်တုံနီလေးတွေကိုပလေးလေးလှည့်ပေးထားလိုက်ပါမယ်။လှည့်ပြီးလို့ရတဲ့တက်တုံနီလေးငယ်သေးသေးလေးတွေအရင်တက်ပြင်ပေးထားလိုက်ပါမယ်။တက်တုံနီလေးတွေကုန်ရန်သိစားလို့ရှိရင်ထားပြလေးတွေကုန်ရန်သိချက်ပါမယ်နော်။အဲ့ဆိုရင်အိုးလေးကိုအိုးလေးအိုးမီးပေးထားလိုက်ပါမယ်။ငါးသက်တာလေးဖောက်ထည့်ပါတယ်။ဖောက်မရလို့အမှာပေါ့နော်ဂျင်ကြောင်ရတယ်ပေါ့ခင်ဗျ။ဒီငါးသက်တာလေးတွေကိုနှစ်ပိုးလောက်လေးအိုးလေးကိုထည့်လိုက်ပါမယ်ထည့်လို့ရှိရင်ငါးသက်တာကိုရေရှိတဲ့ဟာလေးကိုရေလေးလေးနဲ့ထည့်ပြီးတော့ရေလေးချင်းမိလိုက်ပါမယ်ပြီးငါးသက်တာလေးတွေကိုအနှဲငယ်လေးတွေခြေပေးထားပြီးတော့ရေလေးလေးနဲ့ရောပေးလိုက်ပါမယ်ငါးသက်တာလေးတွေပွက်လာပြီဆိုလို့ရှိရင်တက်တုံအနီလေးတွေကိုပပလေးထားတဲ့တက်တုံလေးတွေကိုထည့်ပေးလိုက်ပါမယ်အဲ့ဒါဆိုရှင်ငါးသက်တာလေးတွေကချိုလေးနဲ့အရန်ကိုမှအရန်သာရမ်းရှိပါတယ်ရှင်တက်တုံလေးတွေမှုထားပါလို့ရှိရင်တော့ငြိုသေးစိမ့်လေးပါထည့်ပါမယ်အဆက်တက်လေးဆိုရှင်တော့အဆက်ထည့်ပါဆက်မထည့်လည်းမထည့်ရပါတယ်ရတာလေးပိုရှိဝါငမ်းများလေးရဲ့အချိုမုတ်လေးရဲ့ထည့်ပါမယ်တကြားလေးနဲ့နှင်းနဲ့ထည့်ပြီးတော့မှုလိုက်ပါမယ်မှုလိုက်လို့ရှိရင်တော့ကြက်ဥလေးတွေကိုဖောက်ထည့်လိုက်ပါမယ်ကြက်ဥလေးဖောက်တဲ့ခါရှင်ကြက်ဥအနစ်လေးတွေမကွဲဝအောင်လို့အပေါ်ရန်လေးနဲ့အသားလေးဖိပြီးတော့ပေးရပါမယ်အခန်းထားတော့တညာလေးတွေကိုညှစ်ပြီးအရန်ကိုရတာရှိတဲ့ကြက်ဥဖောင်းငါးတက်တာချက်ကြီးလေးရပါပြီနော်ချစ်တယ်လို့တူလိုက်ထားကြည့်ပါဦးရှင်အရန်ကိုရတာရှိပြီးထမင်းစားနေသေးတာပါရှင်ညတော့ဒီမှာထမင်းနဲ့စားလိုက်ပါလေပေါ့နော်အရန်ကိုရတာရှိလို့ကလိုက်ပါတယ်ကပြီးတစ်ပတ်ပတ်ပြီးတော့ပြန်စားလိုက်ပါတယ်အရန်ရှူးရှက်ဖြစ်တဲ့အတွက်ချိုးရတောင်ပြန်ပြီးတော့စားလို့ရန်ကောင်းပါတယ်နော်အပပတ်သူပတ်စိတ်နဲ့လည်းပြောပြီးအရန်နေသဘောကျနေရပါကိုချက်ကိုကောင်းပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်လေးပါမယ်ရှင်ဘိုင်ဘိုင်